အားလုံးပဲမင်္ဂလာပါအဖြူကရှင်ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question number 58ဖြစ်ပါတယ် Which of the following is a method that restore the system to its initial state and restart it when a system failure occur that does not accompany pre-processing of a copy before or after an update and that is also called initial program loadingအောက်မှာပေးထားတယ် which of the following is a method တဲ့နီလန်တစ်ခုဖြစ်မလဲပေါ့နော် that restore a system to its initial state သူကငကိုအစအဆုံးအခြေအနေကိုပြန်ပြီးတော့ restore ပြန်လုပ်မယ် and restart it ပြီးရခါကြလို့ရှိရင် one and system failure system ကနေပြီးတော့ system မှာအကြောင်းမျိုးမျိုးကြောင့် failure ဖြစ်လာပြီဆိုလို့ရှိရင်ပြန်ပြီးတော့ restart ပြန်လုပ်တယ်That is not accompany pre-processing of a copy before or after an update. အဲ့တော့ update လုပ်ပြီးတဲ့နောက်မှာဒါမှမဟုတ် update မလုပ်ခင်ကအခြေအနေကိုမှသူက pre-process လုပ်ထားတာမဟုတ်ဘူး That is also called initial program လို့တဲ့အစအဆုံးဒီ program ကိုစပြီးတော့မှ loading လုပ်တယ်ဆိုပြီးတော့လည်းခေါ်နေသေးတယ်ခေါ်သေးတယ်ဆိုပြီးတော့မိကွာမိထားပါတယ်အဲ့တော့ program ကိုစပြီးတော့မှ loading လုပ်တယ်ဆိုတော့ software ရဲ့အသစ်တွေပါစပြီးတော့သုံးran နဲ့အချိန်မျိုးတွေဖြစ်မှာပေါ့နော်အဲ့ဒါကိုပြောထားပါတယ်မိကွန်ကအဲ့တော့ဘာ method ဖြစ်မလဲဆိုတာမိထားတယ်အဲ့တော့ update မလုပ်ခင်ဒါမှမဟုတ်ရင် update လုပ်ပြီးတဲ့ဥစ္စာကိုဒီ copy လုပ်ထားတာလဲ copy ကိုမှ pre-process လုပ်တာလည်းမဟုတ်ဘူး update လုပ်ပြီးသားအခြေအနေကိုcopy ကူးပြီးတော့မှပြန်ပြီးတော့ process ပြန်လုပ်ထားတာလည်းမဟုတ်ဘူးနော် system က failure ဖြစ်နေတဲ့အချိန်မှာဆိုရင်လည်းပြန်ပြီးတော့ restart ပြန်လုပ်တာတို့ဒါမှမဟုတ်လို့ရှိရင် restore ပြန်လုပ်တာတို့ system ကို initial state ကိုပြန်ပြီးတော့ restore ပြန်လုပ်တဲ့ method ကဘယ် method ဖြစ်မလဲဆိုပြီးတော့မိထားပါတယ်နံပါတ် A ကကြတော့ cold start တဲ့အဲ့တော့ဒီ ABCD ပေးထားတဲ့ဟာလေးကိုတစ်ချက်သိဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးအရင်ဆုံးရှင်းပြပါမယ်နံပါတ် A က cold start ဆိုတာကကြတော့ဒီ system ကိုသူက restart ပြန်လုပ်တဲ့ process ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူ့ရဲ့ initial state ကိုပြန်ပြီးတော့ restarting ပြန်လုပ်တာတို့ဒါမှမဟုတ်လို့ရှိရင် update လုပ်ထားတဲ့ဥစ္စာကို update လုပ်ခင်ဒါမှမဟုတ် update လုပ်ပြီးတဲ့နောက်မှာအဲ့ဒီရထား copy ကူးထားတဲ့ဥစ္စာကိုမှ pre-processing လုပ်တာလည်းမဟုတ်ဘူးเนาะအဲ့တော့အဓိကအဖြစ်သူဒီဘယ်လိုချိန်မျိုးမှာလုပ်မှာလဲဆိုလို့ရှိရင်အရေးတကြီး failure เนาะ failure ဖြစ်သွားတာတို့ဒါမှမဟုတ်လို့ရှိရင် new software တွေကို installing လုပ်တဲ့အချိန်မျိုးတွေမှာတုံးတာ cold start ဆိုတဲ့ဥစ္စာကနံပါတ် B ကကြတော့ rollback ဆိုတာကကြတော့ system ကိုဒီ previous state ကိုအခြေအနေကိုပြီးခဲ့တဲ့အခြေအနေကိုပြန်ပြီးတော့ restore ပြန်လုပ်မှာသူကအဓိကအားဖြင့်တော့ backup copy ကိုသုံးတာများတယ်เนาะအဲ့ဒါကြောင့်မလို့ဥမာပြဿနာတစ်ခုခုတက်လာတာ error တစ်ခုခုတက်လာတဲ့အခြေအနေကိုမှ undo ပြန်လုပ်တဲ့သဘောကိုပြောချင်တာ rollback ဆိုတာက undo ပြန်လုပ်ခြင်းသုံးရတဲ့ method ဖြစ်တယ်နံပါတ် C ကကြတော့ roll forward ကကြတော့ဘာတွေပါမလဲဆိုလို့ရှိရင် software အသစ်ကို installing လုပ်တာတို့ဒါမှမဟုတ်လို့ရှိရင်တခုခုပေါ့နော်ဟို error တက်လာလို့ဒါမှမဟုတ်ရင်လိုအပ်တဲ့เนาะတခုခုလိုအပ်ချက်ကိုပြန်ပြီးတော့ဖာထီးခြင်းတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင် system ကိုမှဒီ changes ပြုလုပ်တဲ့ဥစ္စာကကြတော့ roll forward ဖြစ်တယ်နံပါတ် D ကကြတော့ one stop ဆိုတာကကြတော့ system ကိုဒီတင်ထားတယ်ပေါ့နော်တင်ထားတဲ့အခြေအနေဒါမှမဟုတ်ရထားတဲ့အခြေအနေကနေပြီးတော့ system ကို restart ပြန်လုပ်မယ်သူကเนาะဒီ cold start ထက်တော့ပို့ပြီးတော့မှထိရောက်တဲ့ process ဖြစ်တယ်เนาะပြောချင်တာက system က error တက်ထားတာဘာလို့ဆိုလို့ရှိရင်เนาะဒါမှမဟုတ်လို့ရှိရင်မသုံးချင်ဘူးပေါ့เนาะမသုံးချင်တဲ့အခြေအနေတစ်ခုမှာသူတို့ကိုတင်လိုက်တယ်အဲ့ဒီတင်ထားတဲ့ဥစ္စာကိုမှပြန်ပြီးတော့စပြီးတော့ဆက်သုံးမယ်ဆိုတဲ့အချိန်မျိုးက one step เนาะအဲ့တော့ဒီမှာကမိကမပြောထားတာကကြတော့ဒီ initial program လုပ်တဲ့စာအုပ်ဆုံး software အသစ်တွေပြန်ပြီးတော့ install စသုံးပြီပေါ့နော် software အသစ်တွေကိုစပြီးတော့သုံးတာမျိုးဒါမှမဟုတ်လို့ရှိရင် failure ဖြစ်သွားပြီဆိုတဲ့အခြေအနေမျိုးမှာဒီ system ကြီးတစ်ခုလုံးကိုလုံးဝ initial state ကို restore ပြန်လုပ်တဲ့ method ကဘာ method လဲဆိုပြီးတော့မိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ cold start ဖြစ်တဲ့နံပါတ် A ဖြစ်ပါတယ်အဲ့တော့နံပါတ်58အတွက်အဖြေမှန်လေးကတော့နံပါတ် A gold star ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်